အခုကျွန်တော်တို့ past tense ကိုရှင်းပြမယ် past tense မှာလည်းပဲ၄မျိုးရှိတယ် present tense မှာလိုမျိုးပဲ present tense အကြောင်းကိုကျွန်တော်မနေ့ကရှင်းပြခဲ့ပြီးသွားပြီဒီနေ့ past tense ကိုရှင်းပြမယ် past tense မှာ၄မျိုးရှိတယ် four types of past tense ပေါ့ past tense ၄မျိုးကိုလည်းပဲကျွန်တော် roughly ရှင်းပြသွားမယ်အဲ့တော့ past tense မှာနံပါတ်1ကဘာလဲဆိုလို့ရှိရင် past simple tense နံပါတ်2က past continuous tense နံပါတ်3က past perfect tense နံပါတ်4က past perfect continuous tense အဲ့တော့ past simple tense ကဘယ်လိုလဲဆိုလို့ရှိရင်သူကအတိတ်ကာလထဲမှာလုံးဝပြီးခဲ့တဲ့ကိစ္စတွေအတွက် past simple tense ကိုသုံးရတယ်သူကရိုးရိုး past tense လို့ခေါ်တာပေါ့ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကြာခဲ့ပြီဖြစ်တဲ့ကိစ္စမျိုးတွေအခုနဲ့လုံးဝဆက်ဆက်မှုမရှိတော့တဲ့ကိစ္စမျိုးတွေကို past simple tense သုံးတယ် Shakespeare ပဲထားပါတော့အဲ့တော့ Shakespeare ရေးခဲ့တဲ့ play เนาะသူရဲ့ပြဇာတ်တွေဟာအင်မတန်နာမည်ကြီးတယ်เนาะ Hamlet တို့စသဖြင့်ပေါ့အဲ့တော့ Shakespeare wrote a very famous play Hamlet Shakespeare ကအရန်နာမည်ကြီးတဲ့ပြဇာတ်ဖြစ်တဲ့ Hamlet ပြဇာတ်ကိုသူရေးခဲ့တာဖြစ်တယ်เนาะMozart wrote 600 pieces of music Mozart ဟာတခြင်းအပုပ်ပေါင်း600ရေးခဲ့တယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ဗာသုံးရလဲ wrote ဆိုတဲ့ tense ကိုသုံးရတယ်အဲ့ဒါ past tense wrote ဆိုတဲ့စကားလုံးက verb ဘယ်သူရဲ့ verb လဲ write ဆိုတဲ့ present simple tense ရဲ့ verb 2သူကအဲ့တော့ present simple verb 1ဆိုရင် write verb 2ဆိုလို့ရှိရင် wrote verb 3ဆိုရင် written ဟုတ်ပြီနော်အဲ့တော့ past simple tense ကိုကျွန်တော်တို့နားလည်သွားပြီ past simple tense က verb 2ကိုပြောတာဟုတ်ပြီလား verb 2အတိတ်ကာလထဲမှာလုံးဝကြံခဲ့တဲ့ကိစ္စတွေကို past simple tense နဲ့သုံးမယ်နောက်တစ်ခု past continuous tense past continuous tense ကအတိတ်ကာလရဲ့ starting point ကနေပြီးတော့အစလိုက်တဲ့အချိန်ကနေဆုံးသွားတဲ့အချိန်ရဲ့ကြားကာလကိုပြောချင်တာဒါတွေအကုန်လုံးအခု past နဲ့ပတ်သက်ပြီးကျွန်တော်ပြောနေတဲ့၄ခုစလုံးပေါ့ past tense မှာ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးစလုံးဟာအတိတ်ကာလမှာလုံးဝကြံခဲ့တဲ့ကိစ္စအခုနဲ့မပတ်သက်တော့ဘူးသူကအတိတ်ကာလကိုပြောနေတာအဲ့တော့ past simple ရှင်းပြီးသွားပြီအခု past simple past continuous tense ကိုရှင်းပြ past continuous tense ဆိုတာကအခုနပြောသလိုအတိတ်ကာလရဲ့စမှတ်နဲ့ဆုံးမှတ်ရဲ့ကြားအချိန် for example မနေ့က10ခွဲကနေ12ခွဲထိ tennis ကစားတယ်ဆိုရင်စမှတ်က10ခွဲဆုံးသွားတာ12နာရီမှာပြီးသွားတာဒါဆိုရင်ကြားတဲ့အချိန်17ခွဲမှာကျွန်တော်တို့ဘာလုပ်နေလဲ tennis ကစားနေတယ်ဒါဆိုရင်အဲ့ဒီမှာ past continuous ကိုသုံးရမယ် we were playing tennis အဲ့ဒီမှာသူ့ရဲ့ verb form ကဘယ်လိုလဲဆိုရင် verb to be ရဲ့ past tense ဖြစ်တဲ့ was were တဲကတစ်လုံးလုံးသုံးရမယ် according to the subject it's depend on subject ကနည်းရင် was သုံးမယ် subject ကများရင် were ကိုသုံးမယ်ဟုတ်ပြီနော် verb to be နဲ့ verb ing